ဒီကွန်မန်ထဲမှာမေးထားတဲ့ညီမလေးရဲ့ပန်းပုံတွေကဒီဇိုင်းအတိုင်းကိုတက်တက်ထိုးပြမယ်နော်ပန်ကျိုးရှည်လေးရအရင်ဆုံး9လမှယူပါမယ်ရှင်9လမှယူပြီးဒါခွင်းဘက်ချမ်းလေးအရင်ဆုံးခောက်ပြမှာပါနော်ပန်းထိုးလေးမတင်တာ3ရက်ကြာသွားပြီဆိုတော့ဒီနေ့ပြန်တင်ပါမယ်နော်ဖျားဘူးလေးထွက်နေလို့ပါခွေးဆိုင်လေး9လမှခောက်ပါမယ်ရှင်ညီလှလှလေးခွေပါမယ်ရှင်ကဲခွေလေးခွေပြီးသွားရင်နော်ခြေပြားကလေးတုပ်ပါမယ်ခြေပြားတုပ်ပြီးရင်ခွေးလေးခောက်ပါမယ်ရှင်ခွေးလေးကတော့6စိတ်လောက်ဆိုရပါရဲ့နော်6စိတ်လောက်ဆိုတော့ခောက်ပြီးသားခွင်းအရှည်လေးကိုပြောတာပါနော်ခြေပြားကလေးကိုဇက်လေးကိုခိုင်နေအောင်တုပ်ပါမယ်ရှင်ပြီးရင်အတွင်းသားလေးနဲ့ရောပြီးတော့ upset လေးတစ်ချက်ထိုးပါမယ်ခြေပြားလေးတုပ်ပြီးသွားတဲ့အခါကျရင်ဒီအပေါ်ကဘေးဘက်ကကျိုးလေးကိုထပ်ပြီးဘေးဘက်ကကျိုးလေးဆွဲလာပါမယ်နော်ဆွဲလာပြီးတော့ကွင်းလေးနဲ့အညီတစ်ချက်တုပ်ပါမယ်နော်အကုန်လုံးခြေပြားကလေးပဲတုပ်ပါမယ်နော်ခွေလေးညီလှလှလေးထွက်အောင်လို့ခွေလေးပြုံးမထွက်အောင်လို့ခြေလေးနဲ့ချက်စီလိုက်တုပ်ပါမယ်ပြီး2လက်မလောက်တိုင်းပါမယ်ရှင်2လက်မလောက်တိုင်းပြီးဖဲဖဲပုံလေးခောက်လိုက်ပါမယ်နော်ဖဲဖဲပုံလေးကိုခောက်ပါမယ်ခောက်ပြီးတော့တဲ့အခါကျရင်အပေါ်ကနေခြေလေးတရက်တင်ပြီးတော့ခွေသားလေးနဲ့တစ်ချက်ဆွဲပြီးတုပ်ပါမယ်နော်အဲ့ဒီနဲ့တစ်ချက်စိုက်ပါမယ်ခိုင်သွားပြီဆိုရင်တော့ပေါ်ကျိုးလေးကို2လက်မလောက်ထပ်တိုင်းပြီးဖြတ်ချပါမယ်နော်ဖြတ်ချပြီးတော့ပါပြီထိပ်ဖျားလေးကိုစာကနာလေးနဲ့ထိုးထည့်ပါမယ်နော်ဒါပုံလေးအတိုင်းသူအစားသွတ်ထားတဲ့ပုံစံလေးပါအောင်လို့အတွင်းဘက်ကိုခွေထည့်ပြီးတော့ချီတုပ်ပါမယ်နော်ကဲအဲ့လိုလေးတုပ်ပြီးသွားပြီဆိုရင်နောက်ဘက်ကနေပြီးတော့နောက်ဘက်ကနေပြီးတော့အဲ့လေးနဲ့တစ်ချက်နော်အတွင်းသားလေးကိုစိုက်ပါမယ်နော်အဲ့မှာခိုင်သွားမှာပါနော်ပြီးသွားရင်ဘေးဘက်ကအလလေးနှစ်ဖက်ကိုကတ်သွားအောင်လို့ခြေလေးကိုဆွဲပြီးတော့ကတ်ပြီးတုပ်ပါမယ်နော်တုပ်ပါမယ်တွဲပြီးတော့အတွင်းသားလေးတွေပဲသုံးဖို့တွဲတုပ်ပါမယ်နော်ကဲပြီးသွားပါပြီနော်ကျေးဇူးများတင်ပါတယ်ပြီးသွားပြီဆိုရင်ပြီးတယ်ဒီပန်းလေးကိုနော်ပစင်ကောက်ပတ်ချမ်းလေးနဲ့တွဲပြပါမယ်နော်ပစင်ကောက်ပတ်ချမ်းလေးတွဲပြပါမယ်ဒီပုံစံနဲ့တစ်ထပ်တည်းတူအောင်လုပ်လို့ရတယ်လို့မတူတဲ့ဒီဇိုင်းလေးနဲ့အဲ့လိုမျိုးလေးတွဲလုပ်ကြတာလည်းရှိပါတယ်နော်ကဲဟိုဘက်ကမနေ့ကတင်ထားတဲ့ပန်းဒီဇိုင်းလေးနဲ့တွဲပြပေးပါမယ်ရှင်အဲ့လိုမျိုးလေးလည်းတွဲလုပ်ကြပါရနော်ဒီပစင်ကောင်းလေးထည့်ထားတဲ့ဂွင်းကြီးရဲ့ခြောက်နေရဆိုလဲအရင်လေးကိုနည်းနည်းလေးတုပ်လို့ရပါတယ်အဲ့ဒီမှာကတ်တဲ့ခါကျတော့အဲ့ဒါလေးကိုလုံးပြီးတုပ်လိုက်ရင်နော်ခိုင်သွားတာပေါ့နော်ဂွင်းလည်းမချောင်းတော့ပါဘူးနော်ဟုတ်တာတော့ဂွင်းကြီးချောင်းလို့ဖြစ်နေတယ်